လူငယ်များလုံးမင်္ဂလာပါဒီနေ့တော့လူကြီးတွေတိတ်မတွေ့တော့ဘူးဆိုတော့နော်အားနာဆရာမလို့တော့အာရပယလူငယ်တွေကိုဆိုတော့ဒီနေ့ချိန်တိုင်းပေးတယ်ဆရာပေါ်မှာလဲအထူးကျေးဇူးတင်ပါတယ်ဘုရားခင်ကျေးဇူးတော်တက်တဲ့ကြောက်ပဲဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်မတော်ခင်မှာဘုရားခင်ထံမှာစက္ကန့်အနံ့ရအောင်အသက်ရှင်တဲ့ယေရှုခရစ်တော်ဖခင်၏နာမတော်ပါဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေဒီနေ့သားသမီးတို့ဘုရားခင်ရဲ့နှုတ်ကပတ်တော်နည်းနည်းချင်းအရာကိုခံယူဖို့ဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဖခင်အားဖြင့်အရောက်စီတိုင်းကိုနားလေခြင်းအခွင့်ငါကိုတော့ပြင်ဆင်ပေးနာတော်မူပါတုထိလက်စကားပြောတော်မူပါဤနှုတ်ကပတ်တော်ဒီကျွန်တော်ကျမတို့ရဲ့အသက်တာ၌တီဆောက်เสียဖြစ်စေတော်မူပါဝိညာဉ်တော်ဖခင်အထူးလှူရှားလက်စကားပြောတော်မူပါမြေကြောင်းယေရှုဖခင်နာမ၌စက္ကဆုတောင်းပါ၏အာမင်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ကစိတ်အားထက်သန်တော်သူဆိုပြီးတော့ခွန်အားပေးချင်တာဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ခေါင်းစဉ်ကိုချိလိုက်လို့ရှိရင်ကျွန်တော်တို့တရားဟောเสียတိတ်မလို့တော့နော်ဘာကိုပြောချင်လဲဆိုတော့မသိဘူးလားတိတော့တိတယ်ဒါပေမဲ့မတိဘူးပေါ့နော်တချို့တော့သူတွေကတိတော့တိတယ်ဒါပေမဲ့မလောက်တာရှိတာဖြစ်တယ်နော်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကျွန်တော်ဒီမှာရောက်ရှိလာတာတစ်နှစ်နီးပါးရောက်ရှိလာပြီဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့လူငယ်တွေနော်အရေးချင်းရှိတဲ့လူငယ်တွေမြောက်များစွာကျွန်တော်တို့တွေ့ရတာဖြစ်တယ်လူတိုင်းမှာမတူညီတဲ့ဘုရားခင်ပေးထားတဲ့စုကျေးဇူးမြောက်များစွာရှိတယ်ဆိုတော့ဒီအရာတွေကိုကျွန်တော်တို့အသုံးပြုဖို့ရန်အတွက်အင်မတန်ရေးကြီးတာဖြစ်တယ်အသုံးပြုတတ်ဖို့လည်းလိုရတာဖြစ်တယ်ရှိတော့ရှိတယ်အသုံးမပြုတတ်တဲ့ခါမှာအသုံးပြုလို့မရတယ်လို့ဖြစ်တတ်တာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့အနည်းငယ်နှုတ်ကပတ်တော်အဖြစ်တော်၎င်းအသက်တာအဖြစ်တော်၎င်းအနည်းငယ်ခွန်အားပေးချင်တာဖြစ်တယ်ဆိုတော့ဒီနေ့စိတ်အားထက်သန်တော်သူဆိုတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်နဲ့ပြောမယ်ဆိုလို့ရှိရင်ကဲဟုတ်ပြီစိတ်အားထက်သန်တော်သူလို့ပြောတဲ့အခါမှာဘယ်အရာမှာသင်ဟာစိတ်အားထက်သန်လဲအဲ့ဒီမှာကျွန်တော်တို့နားလည်ဖို့လိုရတာဖြစ်တယ်စိတ်အားထက်သန်တဲ့သူအချို့သောသူတွေက TV ကြည့်တာတွေနော် Facebook ကြည့်တာတွေအချို့သောသူတွေဇာတ်ကားကြည့်တာတွေရန်ထက်သန်တာရှိတယ်နော်တချို့သောသူတွေကသူများနဲ့စကားပြောရမှာကွာရန်စိတ်အားထက်သန်တဲ့သူတွေရှိတယ်ဆိုတော့စိတ်အားထက်သန်ခြင်းကမတူကြဘူးဒါပေမဲ့ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာလူပေါင်းများစွာနဲ့ကျွန်တော်တို့ဆက်ဆံရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကိုငါကဘာတူလဲဆိုတာကိုတီးဖို့တော့အင်မတန်မှရေးကြီးတာဖြစ်တယ်ကိုမတီးတဲ့အခါမှာသူတစ်ပါးရဲ့လှုပ်ဆောင်တဲ့အောက်မှာကျွန်တော်တို့ကပါသွားတတ်တယ်နော်ဆိုတဲ့အခါမှာသူတစ်ပါးကဘောလုံးကန်တာတအားစိတ်အားထက်သန်တဲ့သူနားမှာနေလို့ရှိရင်ဘာဖြစ်သွားလဲသူလည်းပဲဘောလုံးကန်တဲ့ထဲမှာစိတ်အားထက်သန်သွားတာဒီလိုပဲကျွန်တော်တို့အနားမှာမယုံကြည်သူတွေဘုရားမသိတဲ့သူတွေနဲ့ကျွန်တော်ဆက်ဆံနေတဲ့အခါမှာသူကကျွန်တော်တို့ဘက်ကိုလာခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဟိုဘက်ကိုပါသွားတဲ့သူတွေလည်းအများကြီးရှိတယ်။ဒါကြောင့်မို့ယုံကြည်သူရေလို့ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကဘုရားသခင်နဲ့အမြဲအဆက်အသွယ်ရှိတော်သူဖြစ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်။နော်ယုံကြည်သူဆိုပြီးတော့ဘုရားနဲ့အဆက်ပြတ်သွားတဲ့အခါမှာဘေးပတ်ဝန်းကျင်ကကျွန်တော်တို့ပတ်ဝန်းကျင်ကအဆက်တွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ပါသွားတဲ့အခါမှာဝိညာဉ်ရေးမှာကျွန်တော်တို့ကြာဆင်းသွားတာဖြစ်တယ်။အဲကြောင့်မို့ဒီနေ့အားပေးခြင်းနဲ့စိတ်အားထက်သန်တဲ့သူလို့ပြောတဲ့အခါမှာကျွန်တော်ကဘာဖြစ်လို့ဘသူဖြစ်လို့ဘာကိုစိတ်အားထက်သန်ရမလဲဆိုတာကိုနားလည်ဖို့ရန်အတွက်ဒီနေ့ခွန်အားပေးခြင်းနဲ့ကျွန်တော်တို့ကလောကမှာနေတယ်ဒါပေမဲ့လောကသားဟုတ်လားလောကသားတော့မဟုတ်ဘူးဒါပေမဲ့လောကမှာတော့အသက်ရှင်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကလောကသားတော့မဟုတ်ဘူးဒါပေမဲ့လောကမှာတော့အသက်ရှင်နေတယ်ဆိုတော့ကျွန်တော်စိတ်အားထက်သန်ရမှာကဘာလဲဆိုတာကိုတေချာနားလေသဘောပေါက်သွားတဲ့အခါမှာပြီးတော့ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့လူငယ်တွေကျွန်တော်တို့ရဲ့ဘဝအသက်တာတစ်လျှောက်လုံးမှာခန္ဓာကိုင်းဆိုင်ရာမှာတော့၎င်းဝိညာဉ်ပိုင်းဆိုင်ရာမှာတော့၎င်းကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကိုခံယူပြီးတော့မှ
တကယ်လက်တွေ့လိုက်လျှောက်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာကခန္ဓာပိုင်းဆိုင်ရာမှာတော့၎င်းဝိညာဉ်ပိုင်းဆိုင်ရာမှာတော့၎င်းအထူးတိုးတက်အောင်မြင်သွားမှာဖြစ်တယ်ဟာလေလုယာရောက်ဒီနေ့အားပေးခြင်းနဲ့စိတ်အားထက်သန်တော်သူလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဘာကိုစိတ်အားထက်သန်ရမလဲနော်ယုံကြည်သူဖြစ်တဲ့အတွက်ကြောင့်ဖယားနဲ့ပတ်သက်တဲ့အထဲမှာစိတ်အားထက်သန်ဖို့လိုရတာဖြစ်တယ်အာမင်သင်ဘယ်နေရာမှာစိတ်အားထက်သန်နေလဲခဏနေဒီကနေပြန်တဲ့အခါမှာဇက်ကအဆက်ကြည့်ဖို့ရန်အတွက်စိတ်အားထက်သန်နေလားဒီကနေကျွန်တော်ဒီကနေပြန်သွားတဲ့အခါမှာဟိုမှာတခုခုအတွက်စိတ်အားထက်သန်စွာနဲ့စောက်ခိုင်းထားတာလားအဲ့ဒါကိုကျွန်တော်တို့ခွဲခြားတတ်ဖို့ရန်အတွက်အမှန်တန်ရေးကြီးပါတယ်ဆိုတော့ကျွန်တော်ဒီအသင်းတော်ကိုလည်းပဲကျွန်တော်တို့တကယ်ပဲစိတ်အားထက်သန်စွာနဲ့ပါဝင်ပြီးတော့မှဒီအသင်းတော်စစ်ဆက်သွားနိုင်တာကကျွန်တော်လူငယ်တွေဖြစ်တယ်။ဘာကြောင့်မလဲအခုဒီမလေးရှားမှာကလူငယ်တွေကအများကြီးအလုပ်ရှိတာဖြစ်တယ်နော်။ဆရာတို့အခုကျွန်တော်တို့သွားပြီးတော့မှအလုပ်သွားလျှောက်တဲ့အခါမှာအသက်40ကျော်ဆိုလက်မခံတော့ဘူးသူတို့နော်။ဆိုတော့30အောက်ဒီဆိုတော့ဒီမှာအထူးသဖြင့်ဒီဖျားเจ้าကျွန်တော်တို့ run နိုင်တယ်တွားနိုင်တယ်ရှေ့ဆက်ပြီးတော့မှကျွန်တော်တို့ခြေလမ်းလမ်းနိုင်တာကလူငယ်တွေအတွေ့အကြုံပဲဖြစ်တယ်အဲ့တော့ကျွန်တော်လူငယ်တွေစိတ်အားထက်သန်မှုရှိတယ်ဆိုရင်ရှိတယ်လို့ကျွန်တော်အသင်းတော်ကရှေ့ဆက်သွားပြတယ်ဟာလေလုယာဆိုတော့ကဲစိတ်အားထက်သန်တော့သူတို့ပြောတဲ့အခါဘယ်သူပြောတာလဲအနည်းနားမှာကြည့်အောင်တင့်ကိုပြောတယ်လို့ပြောရအောင်ဆရာတက်တန်တယ်လို့ပြောတဲ့သူကတင့်ကိုပြောနေတာကိုယ့်ကိုတိတ်မပြောရဲဘူးလေနော်ဆိုတော့ဘေးနားကလူတင်ဖြစ်တယ်လို့ပြောရအောင်နော်ဆိုတော့ကျွန်တော်တို့ဆရာတက်တန်တယ်လို့ပြောတဲ့အခါမှာပုံမှန်လေးပဲတွားနေတဲ့အရာကိုပြောချင်တာမဟုတ်အချို့တွေကပုံမှန်တောင်မှမတွားသေးတဲ့သူတွေမရှိလားရှိတယ်ကိုစိတ်အားထက်သန်တယ်ဆိုတာကပုံမှန်ထက်ကိုခြေလမ်းလမ်းတဲ့သူတွေဖြစ်တယ်ဆိုတော့လူငယ်ကျွန်တော်တို့အချိန်ကာလမှာဆိုလို့ရှိရင်တော့ဖယားသခင်လည်းအယံနှစ်သက်တဲ့အရွယ်ဖြစ်တယ်လူတွေလည်းအယံနှစ်သက်တဲ့အရွယ်ဖြစ်တယ်ဆိုတော့ဒီအချိန်မှာတင်ကစိတ်အားထက်သန်ဆိုတဲ့တခုခုကိုတင်ပန်ဝင်လိုက်တာနဲ့အောင်မြင်သွားဖြစ်တယ်ဟာလေလုယာအသက်ကြီးတဲ့သူဆိုဘယ်သူမှစိတ်မဝင်စားဘူးဟုတ်တယ်မလားအသက်ကြီးတဲ့မိန်းကလေးချင်းတော်မှမိန်းမချင်းတော်မှအသက်ကြီးတဲ့သူတယောက်လျှောက်သွားရင်ဘယ်သူစိတ်ဝင်စားလဲသူမှစိတ်ဝင်စားဘူးအသက်ငယ်ငယ်လေးတယောက်ချောလေးတယောက်လျှောက်သွားရဆိုရင်စိတ်ဝင်စားတာပဲမိန်းကလေးချင်းတော်မှစိတ်ဝင်စားလားစိတ်ဝင်စားတယ်အသက်ငယ်ရွယ်တဲ့အချိန်မှာလူလည်းစိတ်ဝင်စားသလိုဖယားလည်းစိတ်ဝင်စားတာဖြစ်တယ်ဒါကိုမမေ့နဲ့နော်တင့်ကိုယောက်ျားလေးဘယ်သူမှစိတ်ဝင်စားရှင်နေပါစေဖယားတင့်ကိုစိတ်ဝင်စားတယ်ဟာလေလုယာတင့်ကိုဘယ်မိန်းကလေးမှစိတ်ဝင်စားရှင်ခြင်းနေပါစေတင့်ကိုဖယားစိတ်ဝင်စားနေတာဖြစ်တယ်အာမင်ဒါကိုကျွန်တော်တို့နားလည်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတော့ဒီနေ့စိတ်အားတက်တန်ခြင်းလို့ကျွန်တော်တို့ပြောတဲ့အခါမှာဘာကိုစိတ်အားထက်သန်ခြင်းနဲ့ကျွန်တော်တို့ရှေ့ဆက်သွားရမလဲကျွန်တော်ဒီထဲမှာရောက်ရှိလာတဲ့သူအရောက်စီတိုင်းကယုံကြည်သူတွေဖြစ်တယ်ဖယားသားသမီးတွေဖြစ်တဲ့အတွက်ကြောင့်ဖယားသားသမီးတွေစိတ်အားထက်သန်ရမယ့်အရာကိုဒီနေ့အနေငယ်ဝင်ကပေးချင်တာဖြစ်တယ်ဆိုတော့နံပါတ်1တစ်ချက်ဘယ်နေရာမှာစိတ်အားထက်သန်ရမလဲနံပါတ်1ဆုတောင်းခြင်းမှာစိတ်အားထက်သန်ရမှာဖြစ်တယ်ဟာလေလုယာတခါတလေမှာကျွန်တော်စဉ်းစားတယ်ဆုတောင်းခြင်းကလူကြီးတွေရဲ့အလုပ်ပဲဟုတ်တယ်မလားတင်းထောက်တွေရဲ့အလုပ်ပဲဆရာတွေပဲအလုပ်ပဲလို့ထင်ကောင်းထင်လိုက်မယ်ဖယားစိတ်ဝင်စားတာကအဲ့ဒီလူတွေမဟုတ်ဘူးလူငယ်တွေဆုတောင်းတဲ့အတန်ကိုနားထောင်ချင်တာဖြစ်တယ်ဟာလေလုယာမယုံရင်ဒီနေ့ကနေစပြီးတော့မှဖယားသခင်ရှင်မှာတင်တောင်းကြည့်ပါအခုဆရာကကျွန်တော်ကငယ်ရွယ်ချိန်ကနေအခုအသက်ကြီးလာတဲ့အတွေ့အကြုံဒါတွေကောင်းကောင်းနားလည်တာဖြစ်တယ်ငယ်ရွယ်ချိန်မှာကျွန်တော်ဆုတောင်းတယ်ဆုတောင်းသမျှအရာအလုံးရတာဖြစ်တယ်
တင်းတို့ကိုမဆုံးရှုံးစေချင်ဘူးအခုကတက်ကြီးလာတဲ့ခါမှာတောင်းတယ်ဟိုဟာတောင်းလဲတိတ်မရတယ်လို့ဒီဟာတောင်းလဲတိတ်မရတယ်လို့ဖြစ်လာတာဖြစ်တယ်ဒါကိုနားလေဖို့လိုရတာဖြစ်တယ်လူငယ်တွေဆုတောင်းတဲ့အတန်ကိုတဲ့ဘုရားသခင်ကတကယ်နားညောင်းတာဖြစ်တယ်ဘာကြောင့်လဲလူငယ်တွေကဆုတောင်းတဲ့အတိုင်းခွန်အားရှိတယ်လုံနိုင်တာဖြစ်တယ်အာမင်လူကြီးတွေကဆုတော့တောင်းပေမဲ့တကယ်လက်တွေ့မှာမလုံနိုင်ဘူးဒါကြောင့်မို့ဘုရားသခင်ကမပေးတာလည်းရှိတယ်လူငယ်တွေကအကုန်လုံးလုံနိုင်တာဖြစ်တယ်ဒါကြောင့်မို့သင်ရဲ့ဆုတောင်းခြင်းကပုံမှန်ချက်အားကြီးအောင်ဟာလေလုယာစိတ်အားထက်သန်စွာဆုတောင်းရအောင်ဘုရားသခင်ကတင့်ကိုစောင့်နေတာဖြစ်တယ်ဘသူများဒီလူငယ်တွေငါသားသမီးတွေငါထံကိုဆုတောင်းလာမလဲဆိုတာကိုစောင့်နေတာဖြစ်တယ်ဆွမ်းနာပြောသလိုလုံးဝမထင်ပါနဲ့ဒီမှာ10နှစ်အထက်တွေနော်ကြော်တဲ့သူတွေအားလုံးဘုရားသခင်ကတင့်ရဲ့တောင်းရဲ့အတန်ကိုနားထောင်ချင်တာဖြစ်တယ်ဒံယေလတို့တခြားနိုင်ငံကိုခေါ်တော်တဲ့အခါမှာကျွန်တော်ထင်တာလူကြီးလို့ထင်နေတာလူကြီးမဟုတ်ဘူးအဲ့ဒီချိန်ကာလမှာလူလက်ပိုင်းအရွယ်တကယ်အားတန်တဲ့အရွယ်တကယ်ချစ်စရာကောင်းတဲ့အရွယ်လက်ပနေတဲ့အရွယ်မှာဖြစ်တယ်ဒံယေလနဂတိကျမ်းကိုကျွန်တော်တို့တစ်ချက်လောက်ဖတ်ကြည့်အောင်ဒီမှာတစ်ချက်လောက်ထိုးပေးပါအခန်းကြီး6ငယ်30ကိုကျွန်တော်တို့ဖတ်ကြည့်အောင်နော်ကဲဒီမှာကြည့်ရအောင်အလုံးဖတ်ရအောင်အမိတ်တော်ထုတ်၍တစိတ်ခတ်ချောင်းကိုဒံယေလသည်ကြားသိတော်လဲမိမိအိမ်တို့တွား၍ယေရုရှလင်မြို့တို့မျက်နာပြုရာအထက်ခန်းပဒင်းပေါက်ပွင့်လျက်ပြင်အထက်ပြုလျက်ရှိသည့်အတိုင်းတနေ့3ချိန်ဒူးထောင်လျက်ဖျားသခင်ကိုဆုတောင်း၍ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလေ၏အာမင်အဲ့ဒီချိန်မှာဒံယေလကလူလတ်ပိုင်းဖြစ်တယ်လူကြီးမဟုတ်ဘူးနော်တအားရအသက်ကြီးနေတဲ့အချိန်မဟုတ်ဘူးအဲ့ဒီချိန်မှာတဲ့သူကတရက်ကိုဘယ်နှချိန်ဆုတောင်းလဲ3ချိန်ဆုတောင်းတယ်တစ်ချိန်မှာဘယ်လောက်ကြာလဲဆိုတာမရေးထားဘူးကျုပ်တကားဒီထင်အောင်ထင်လိုက်မယ်နော်အော်ဒိုင်လာဆုတောင်းတာများဒူးထောက်ပြီးတော့မှဟိုဘက်မျက်နှာမူပြီးတော့မှခဏဆုတောင်းတယ်လို့ထင်ကောင်းထင်လိုက်မယ်ခဏရေလို့မရေးထားဘူးဒီမှာဆုတောင်းဘယ်လောက်ထိအားကြီးလဲဆိုတဲ့အခါမှာသူ့အတွက်တည်ရမယ့်နေရာဘယ်နေရာလဲချင်းသိပ်တွင်းထဲမှာချလိုက်တဲ့အခါမှာချင်းသိပ်ရဲ့ဗဇက်ကိုတော့မှပိတ်နိုင်တဲ့ဆုတောင်းခြင်းပေးတယ်ဟာလေလုယာယခုတင်းရဲ့အပေါ်မှာဘုရားသခင်ပေးချင်တာအဲ့ဒီရဲ့ဆုကျေးဇူးတွေဖြစ်တယ်အဲ့ဒီခွန်အားတွေဖြစ်တယ်ဒီနေ့လူငယ်တွေဒါကိုကျွန်တော်တို့နားလည်ဖို့ရန်အတွက်လိုရတာဖြစ်တယ်ဒံယေလဆုတောင်းတာ3ချိန်ပဲဆုတောင်းတယ်တဲ့အဲ့လိုဆုတောင်းနေတဲ့ချိန်မှာသူ့ကိုတေသွင်းတဲ့ပို့လိုက်တဲ့တေခြင်းကနေပြန်ပြီးတော့မှပြန်လာရတဲ့အခွင့်အသက်ရှင်ရတဲ့အခွင့်ကိုရတာဖြစ်တယ်အဲ့တော့ကျွန်တော်လူငယ်တွေထဲမှာအင်မတန်ရေးကြီးတာဖြစ်တယ်ယောလထဲမှာဟိုတစ်ခေါက်ပြောပြပြီးယောလထဲမှာဘုရားသခင်အသုံးပြုတဲ့သူတွေကဒီလူငယ်တွေပဲဖြစ်တယ်ဒီလူငယ်တွေကဘာကြောင့်ဘုရားသခင်ကအသုံးမပြုလာတာလဲဆိုလို့ရှိရင်စိတ်အားထက်သန်မှုမရှိတဲ့အခါမှာဘုရားသခင်ကအသုံးပြုလို့မရသေးတာဖြစ်တယ်။တင့်ကိုဘုရားသခင်သုံးဖို့ရန်အတွက်အမတန်မှမျော်လင့်နေတာဖြစ်တယ်။စောင့်နေတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဆုတောင်းခြင်းထဲမှာစိတ်အားထက်သန်လို့သူအဖေကျွန်တော်တို့ဆက်သွားရအောင်လို့ဒီနေ့အားပေးခြင်းတယ်။အခုချိန်မှာသင်တို့ဆုတောင်းနိုင်တယ်ကြိုက်တာကိုဆုတောင်းနိုင်တယ်ဒါပေမဲ့ဆရာတို့လူမျိုးနဲ့အသက်အရွယ်ရလာတဲ့ကံမှာကြိုက်တာဆုတောင်းလို့မရတော့ဘူးဟုတ်ပြီနော်ကြိုက်တာဆုတောင်းလို့မရတော့ဘူးချိန်ပြီးတော့တောင်းရတာအဲကြောင့်မို့လူငယ်ချိန်မှာကြိုက်တာတောင်းလို့ရတဲ့ချိန်မှာကြိုက်တာတောင်းပြီးတော့ဆုတောင်းအားကြီးအောင်လို့အားပေးခြင်းနဲ့ဟုတ်တယ်နော်ကျွန်တော်တို့ကဒီလိုမျိုးအသက်အရွယ်ရလာတဲ့အခါမှာတောင်းလိုက်တယ်ဒါပေမဲ့တောင်းလိုက်လို့တကယ်ဖြစ်သွားရင်လည်းပဲအင်ထောင်ရေးကြောင့်မသွားနိုင်တာမလုံနိုင်တဲ့ရှိလာတဲ့အခါမှာဘုရားသခင်ကဒါကိုတီးလို့
ပေးလို့မရတော့ဘူးဒါပေမဲ့လူငယ်အချိန်မှာကလွတ်လပ်မှုရှိတယ်ထိန်းချုပ်ထားတာမရှိသေးဘူးအဲ့ချိန်မှာတင်းရဲ့စူးတောင်းတဲ့အတန်ကိုဘုရားသခင်ကနားညောင်းပေးနေတာဖြစ်တယ်အကြောင်းမို့ဒီနေ့အားပေးချင်တာကတင်းရဲ့စူးတောင်းခြင်းကပုံမှန်ထက် level တစ်ဆင့်ကျွန်တော်တို့မြင်ရအောင်တင်းရဲ့မှာတစ်ခါစူးတောင်းနေသူရှိလားတစ်ခါတော့ရှိမှာပါနော်အနည်းဆုံးနှစ်ခါတော့ရှိမယ်နော်ဘာလို့ဆိုနှစ်ခေါက်ကျွန်တော်တို့သမင်းစားတယ်ဟုတ်တယ်မလားမနေ့နေ့လေတစ်ခေါက်ညနေတစ်ခေါက်စားတယ်ဆိုတော့နှစ်ခေါက်လေးတော့ရှိမယ်ဒီမှာအတိုင်းလ3ခေါက်ဆုတောင်းတယ်တဲ့ကျွန်တော်တို့ကဘယ်လောက်ဆုတောင်းရမလဲဆို3ခေါက်အထက်ကျော်လွန်အောင်4ခေါက်ဆုတောင်းတဲ့သူဖြစ်ရအောင်ဟာလေလုယာဆုတောင်းခြင်းကတင်းရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေတာဖြစ်တယ်ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာအခုလူငယ်တွေထဲမှာကျွန်တော်တို့ထဲမှာနာချို့တော့သူတွေမလွတ်မြောက်နိုင်သေးတဲ့သူတွေမြောက်များစွာရှိနေတယ်။ဘာကြောင့်လဲလို့ပြောတဲ့အခါမှာဖျားเจ้าတော့တကယ်အာယူပြီးတော့ဖျားเจ้าရောက်ရှိလာတယ်။အဲဖျားเจ้าရောက်ရှိလာတဲ့အခါမှာပျော်တဲ့စိတ်သိမ့်မရှိဘူး။ဟုတ်တယ်မလား။ကြောက်တယ်လို့ရှက်တယ်လို့အမျိုးမျိုးဖြစ်နေတဲ့သူတွေရှိတယ်။ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့သူတွေအားလုံးကလွတ်မြောက်ခြင်းနဲ့ကိုးကွယ်မှာဗာလဲဒီအစည်းအဝေးကဘုရားသခင်နှစ်သက်သောအစည်းအဝေးဖြစ်တယ်ဟာလေလုယာဒါမှမဟုတ်တင်းရဲ့အထဲမှာဘာတွေများလွတ်မြောက်ဖို့ရန်အတွက်လိုအပ်လဲဆိုလို့ရှိရင်တင်းကိုယ်တိုင်ဆုတောင်းခြင်းအပြင်လွတ်မြောက်နိုင်မှာဖြစ်တယ်အာမင်ဒီညကနေစပါစတဲ့သူလည်းရှိမှာပါတင်းထဲမှာဘာတွေများမလွတ်မြောက်နိုင်တာရှိလဲအဲ့ဒီအရာကိုဘုရားသခင်ကိုပြောပါဆုတောင်းပါတကယ်လွတ်မြောက်ခြင်းကိုရမှာဖြစ်တယ်လူကလည်းမလွတ်မြောက်နိုင်လေဘာမှမလုပ်ချင်ဘူးနော်ဘုရားသခင်နဲ့လွတ်မြောက်ခြင်းကျွန်တော်တို့မရလို့ရှိရင်ဘာမှမလုပ်ချင်ဘူးနောက်ဆုံးဘုရားเจ้าလာဖို့တော့မလာချင်တော့ဘူးနောက်ဆုံးနေရင်ထိုင်ရင်နဲ့ကိုဘာမှကိုအားမရတော့ဘူးအဲ့လိုမျိုးအခြေအနေတွေဖြစ်လာတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဖယားသခင်နဲ့လွတ်မြောက်ခြင်းအသက်တာနိုင်အသက်ရှင်ဖို့ရတဲ့အင်မတန်ရေးကြီးတယ်အဲ့ဒါလွတ်မြောက်နိုင်တာကဟိုဆရာဆုတောင်းပေးလို့ဒီဆရာဆုတောင်းပေးလို့မဟုတ်ဘူးကိုယ်တိုင်လွတ်မြောက်ခြင်းရဖို့ရန်အတွက်ဘုရားသခင်ထံမှာဆုတောင်းခြင်းကနံပါတ်1ဖြစ်တယ်အဲကြောင့်မို့ဆုတောင်းခြင်းထဲမှာအာကြီးတော်သူဆရာထက်တန်တော်သူအဖြစ်ဒီအသင်းတော်ကိုကျွန်တော်တို့ဘယ်သူကဥဆောင်ရမလဲဒီအသင်းတော်ကိုကျွန်တော်လူငယ်တွေကရှေ့ဆက်ပြီးတော့ဥဆောင်သွားရမှာဖြစ်တယ်နော်ကျွန်တော်တို့တွေကဒီအသင်းတော်ကိုဆက်လက်ပြီးတော့ဥဆောင်သွားရမယ့်သူတွေဖြစ်တယ်တင်ပင်နေရာမှာပဲရောက်အသင်းတော်မှာတင်ရှိနေမှာပဲအဲ့ဒီအသင်းတော်တင်ရောက်တဲ့နေရာအသင်းတော်မှာတင်ပါဝင်ပြီးတော့မှရှေ့ဆက်အမွေခံရမှာကတင်ပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီနေ့အားပေးခြင်းနဲ့ဆုတောင်းစိတ်အားထက်သန်တဲ့လူငယ်တွေဖြစ်ဖို့ရတဲ့ဒီနေ့အားပေးခြင်းနဲ့ဒုတိယတစ်ချက်အနေနဲ့နော်ဘာလဲဆိုတဲ့အခါမှာချီးမွမ်းခြင်း၌စိတ်အားထက်သန်တော်သူအဲ့ဒါဘာတူလဲဟိုဘက်ပြောရအောင်တင်ပဲလို့ပြောရအောင်ဒီဘက်မှာတင်ပဲဟုတ်တယ်နော်တင်ပဲလူကဘာဖြစ်လဲဆိုရင်သူများမြောက်တဲ့ခါကျမှကိုကလူချင်တာလေကိုကျတော့တိတ်မမြောက်ချင်ဟုတ်တယ်မလားဆိုတော့တင်ပဲပြောတဲ့ခါမှာအကုန်လုံးပါသွားပြီဆိုတဲ့ခါမှာကျွန်တော်တို့ချီးမွမ်းခြင်းထဲမှာလဲဆွမ်းနာပြောသလိုဒီမှာအခုဒီလိုမျိုးနေရာရောက်ရှိလာတဲ့အခါမှာအချိန်အကန့်အသတ်တွေလည်းရှိတဲ့အတွက်ကြောင့်အစရအနေနဲ့ကျတော့လုံးဝအားမရအောင်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီမှာချီးမွမ်းကုကွယ်ခြင်းရဲ့စီစဉ်ကအမြဲတမ်းလို့ကျွန်တော်ကြည့်နေရ3ပုတ်ပဲရတယ်တော့ဒါလိုပဲနော်3ပုတ်ထိတ်ကနေမတိုးနိုင်ဘူးဆိုတဲ့အခါမှာကျွန်တော်တို့ခရိယန်ရဲ့အသက်တာထဲမှာကဒါကိုပြောင်းပါလို့ဆရာပြောတာမဟုတ်ဘူးနော်နားချမလွဲစိန်နဲ့နော်ဆိုတော့အဓိကကကျွန်တော်တို့ချီးမွမ်းဖို့လာတာဖြစ်တယ်ဒုတိယတစ်ချက်ကပါလဲနှုတ်ဘတော်ခံယူမှုဖြစ်တယ်ဆိုတဲ့အခါမှာချီးမွမ်းကူးကွယ်ခြင်းအရှိပိုင်းမှာကျွန်တော်လုပ်တဲ့အခါမှာ3ပုတ်ဆိုကျွန်တော်တို့ enough ပဲအဲ့လောက်ပဲ
ကျွန်တော်အမြဲတမ်းကိုးကွယ်တယ်အချို့တို့သူတွေအော်မျက်မှောက်တော်ထဲကိုဘုရားသခင်ကဆွဲခေါ်နေပြီသူနဲ့အတူရှိချင်နေပြီဒါပေမဲ့အချိန်ကမရလိုက်အော်ပြီးသွားပြီအဲ့လိုမျိုးဖြစ်လို့ရှိလားကျွန်တော်အတင်းတော်မှာရှိလားအဲ့ဒီမျိုးဖြစ်လိုက်လို့ရှိလားရှိတယ်တဲ့ဟာလေလုယာဟောအကြည့်ကြဘုရားသခင်ကကျွန်တော်တို့ဆွဲခေါ်နေပြီဘုရားသခင်နဲ့သူရှိပြီးတော့မှတခါတည်းလွတ်မြောက်ခြင်းတွေရနေပြီဆိုတဲ့အခါမှာယေရှုနာမနဲ့ဆုတောင်းကြပါတယ်တခါတည်းမဖြစ်ဘူးလားဆရာနှာခေါင်းသုံးခေါက်ဖြစ်တယ်အဲ့လိုမျိုးလေဟာဘာဖြစ်လို့ပြီးသွားတာလဲဆုတောင်းချီးမွမ်းကိုးကွယ်ခြင်းကနော်ဟာအကြည့်ကြချီးမွမ်းခြင်းနေတယ်အချင်းကန့်တတ်ရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒါကလည်းတမျိုးအဖြစ်ပိုကောင်းပါတယ်နော်မကောင်းလို့ပြောတာမဟုတ်ပါဘူးဆိုတော့ပြောချင်တာကချီးမွမ်းခြင်းထဲမှာလူငယ်တွေကစိတ်အားထက်သန်ဖို့မတန်မှရေးကြီးတာဖြစ်တယ်ဆရာတို့ခေတ်တုန်းကဆိုလို့ရှိရင်ချီးမွမ်းကိုးကွယ်ခြင်းကအနည်းဆုံးကလည်း10ပုတ်ပဲအနည်းဆုံး10ပုတ်အရှိမဆရာကချီးမွမ်းကိုးကွယ်ခြင်းထဲမှာ3နှစ်လောက်နော်အရှိမဥဆောင်ခဲ့ဘူးတယ်ငယ်ငယ်တုန်းကပေါ့နော်10ပုတ်ကို projector မရှိဝဲဒီခေတ်မှာအရှိမကြည့်စရာဘာမှမရှိဘူးဘာလို့ဆိုအလွတ်ကျရတာဖြစ်တယ်အလွတ်ဆိုရတာဖြစ်တယ်အခုမြတ်တပုတ်တော်မှအလွတ်မရတော့ဘူးဒါကြောင့်မို့လူငယ်တွေပြောတာလူငယ်အချိန်မှာအကုန်လုံးလို့ရတယ်ဟာလေလုယာအသက်ကြီးလာတဲ့အခါမှာခင်ဗျားတို့နောင်တအရန်ရလိမ့်မယ်နော်ဆရာတို့လိုမျိုးအသက်ကြီးလာတဲ့အခါမှာအခုချိန်မှာမြည်သေးတယ်10ပုတ်ဆရာတို့အလွတ်ဆိုတိုင်းအပတ်တိုင်းအလွတ်ဆိုတယ်10ပုတ်အနေဆိုတယ်ရှိတယ်အုံတို့ထဲမှာဝင်ထားတယ်ဟိုမှာဘာအဲ့လိုမျိုးမရှိဘူးအဲ့ဒီချိန်မှာ projector ဆိုတာမရှိဘူးကဲဒီပုတ်ပြီးလို့ရှိရင်ဒီပုတ်ချီးမွမ်းရအောင်ဟာလေလုယာဆိုပြီးကျွန်တော်ချီးမွမ်းတာ10ပုတ်လောက်တော့အတားလေးဆွဲလို့ရတယ်ဒါပေမဲ့အခုတော့မရတော့ဘူးအချိန်ကပါလဲတွားနေတာဖြစ်တယ်အဲကြောင့်လူငယ်ချိန်မှာဆရာထက်တန်ပါဒီနေ့အားပေးခြင်းနဲ့ချီးမွမ်းခြင်းမှာလဲဆရာထက်တန်ပါချီးမွမ်းတဲ့နေရာမှာလည်းပဲဒီမှာပဲဆရာထက်တန်ဖို့မဟုတ်ဘူးဟုတ်တယ်မလားကိုရှိတဲ့နေရာမှာအော်ပြီးတော့ချီးမွမ်းဖို့ရန်အတွက်ပြောနေတာမဟုတ်ဘူးချီးမွမ်းခြင်းဆိုကိုဟာနဲ့ကိုဖယားနဲ့အတူအသက်ရှင်ဖယားနဲ့အတူစကားပြောပြီးတော့ဖယားနဲ့အတူအချိန်ယူပြီးတော့ချီးမွမ်းပါဒီနေ့အားပေးခြင်းနဲ့ကဲဖယားเจ้าမှာရောက်ရှိလာတဲ့အခါမှာလည်းပဲအတူတကွချီးမွမ်းမယ်ဆိုအားရပါရချီးမွမ်းရအောင်ဆရာကြည့်နေတယ်ဆရာကတော့ဘယ်တော့အခါမှမြောက်ပြီးမပြောမဟုတ်တဲ့ဥစ္စာကိုမဟုတ်ဘူးပဲပြောတာဖြစ်တယ်နော်ကျွန်တော်လူငယ်အစီအစဉ်မှာဆရာတိတ်အားမရအောင်ဘာဖြစ်လို့လဲဆိုတဲ့အခါမှာကျွန်တော်တို့ထဲမှာတကယ်အစွမ်းပြောသလိုတချင်း3ပုံကြောက်လဲဖြစ်နိုင်တယ်ဟုတ်တယ်မို့လားဟာနည်းနည်းလေးနိုးချလိုက်နည်းနည်းလေးစူချင်လာပြီဆိုတဲ့အခါမှာရလိုက်တော့ဟာအဲ့ဒါလည်းဖြစ်နိုင်တယ်ဖြစ်နိုင်တယ်အဲ့ဒါလည်းလူငယ်ချိန်မှာတော့ဆရာအနေနဲ့တော့နည်းနည်းလေးနော်နည်းနည်းလေးတချင်းလင်္ကာပုံလောက်ဆိုရင်တော့ဘူပြည့်စင်ပြေမလားပေါ့နော်ဆိုတော့ကျွန်တော်တို့လူငယ်တွေချီးမွမ်းခြင်းထဲမှာစိတ်အားထက်သန်ရအောင်ဘာကြောင့်လဲချီးမွမ်းခြင်းနဲ့အသက်ရှင်နေသူကဘုရားသခင်တင့်ကိုချီးမြှောက်လိုက်မယ်ဟာလေလုယာဘယ်မှာတွေ့ရလဲနှုတ်ပရုတ်ထဲမှာရှိတာဖြစ်တယ်ဒါဝိဒ်ရဲ့တက်တာကိုကြည့်တဲ့အခါမှာဒါဝိဒ်ကငယ်ရွယ်စဉ်ကတည်းကချီးမွမ်းပြီးတော့မှတက်ရှင်တဲ့အခါမှာသူ့ကိုရှင်ဘီနေရာမှာဘုရားသခင်ကချီးမြှောက်တာဖြစ်တယ်။တင့်ကိုလည်းပဲချီးမွမ်းခြင်းအသက်တာနဲ့တင်အသက်ရှင်နေမယ်ဆိုလို့ရှိရင်တင်ကလူများကိုဥဆောင်နိုင်တဲ့သူဖြစ်လိမ့်မယ်။အတိကအင်မတန်ရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်။တင်ရဲ့ချီးမွမ်းနေတဲ့အသက်တာရဲ့ပတ်ဝန်းကျင်မှာအဲ့ဒီလေထုကလွန်မှုပြီးတော့မှတင့်အားဖြင့်မယုံကြည်သူတွေပြောင်းလဲသွားအောင်ဖြစ်တယ်အာမင်ယုံကြည်သူတွေပဲနိုးထလာအောင်ဖြစ်တယ်ဟာလေလုယာတင်ကမချီးမွမ်းနိုင်ဘူးအချစ်ရည်ပဲလုပ်နေတော့အဲ့ဒီချင်းပဲဆိုနေတော့မလွတ်မြောက်တော့ဘူးလေထုကဘာဖြစ်နေလဲ
လောကဖက်ကိုပဲတွားနေပြီဖြစ်တယ်အခုဒီမှာလူငယ်တွေအချို့တွေလက်ဆောင်တွေအယံဝဒနာပါတဲ့သူတွေရှိတယ်နော်အဲ့ဒါကိုလည်းဆရာတော်အားပေးချင်တယ်နားမထောင်နဲ့လို့ဆရာမပြောပါဘူးဒါပေမဲ့ဝိညာဉ်လူဖြစ်တဲ့အခါမှာဒါကိုရှော့နိုင်အောင်ရှော့ပါတင်းရဲ့အထဲမှာတင်းရဲ့ပတ်ဝန်းကျင်မှာလွန်မိုးနေတဲ့လေထုကယေရှုပဲဖြစ်ရမယ်ဟာလေလုယာချီးမွမ်းခြင်းအတိုင်ကလွန်မိုးပါစေဒီနေ့အားပေးခြင်းနဲ့နော်အဲ့တော့ဆုတောင်းခြင်းထဲမှာကျွန်တော်တို့စိတ်အားထက်သန်တယ်လို့ချီးမွမ်းခြင်းထဲမှာလည်းကျွန်တော်တို့စိတ်အားထက်သန်ဖို့ရန်အတွက်လိုရတာဖြစ်တယ်ဒါဝိဒ်ကချီးမွမ်းခြင်းနဲ့ပဲတက်ရှင်တဲ့အခါမှာဘုရားသခင်အင်မတန်မှနှစ်သက်တာဖြစ်တယ်ဘုရားသခင်တင်တို့နှစ်သက်လာအောင်တင်တို့မလိုချင်ဘူးလားလိုချင်လားဘုရားသခင်နှစ်သက်တော်သူကချီးမွမ်းတဲ့သူဖြစ်တယ်ဒါဝိဒ်လေးကိုဘုရားသခင်အမန်တန်မှနှစ်သက်တယ်သူရဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်တယ်ဒါဝိဒ်လောက်ကြီးမားတဲ့ဘုရင်ဒီကဘာမှာမရှိဘူးဘုရားသခင်နှစ်သက်တဲ့သူဖြစ်လို့သူ့ကိုချီးမြှောက်တာယေရှုခရစ်တော်မှာဘာရဲ့ဘသူရဲ့သားလဲယေရှုခရစ်တော်မှာလောကမှာဒုစရတိခံတဲ့အခါဘသူရဲ့သားလို့ပြောလဲဒါဝိဒ်ရဲ့သားတော်ပြောတာဖြစ်တယ်ဟာလေလုယာအဲ့လောက်ဒီဘုရားသခင်ကချီးမြှောက်တာဖြစ်တယ်တင်းကိုလည်းဘုရားသခင်ကချီးမြှောက်ခြင်းတာဒါပေမဲ့တင်ကမချီးမွမ်းနိုင်ဘူးလောကသချင်းတွေပဲလွန်မိုးနေတယ်လောကအရာတွေပဲပြောနေတယ်ဆိုလို့ရှိရင်ချီးမြှောက်လို့မရဘူးဖြစ်နေတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကိုပြင်ဆင်ရအောင်ဒီလူငယ်တွေနော်တင်းရဲ့ပတ်ဝန်းကျင်တခါတလေဆရာတွေတင်းထောက်လူကြီးတွေဖြတ်သွားတဲ့အခါမှာဒီတယောက်ရဲ့အိမ်သားကနေဖြတ်သွားတယ်ဆိုလို့ရှိရင်ချီးမွမ်းတဲ့အတန်ပဲကြားပါစေအာမင်ဒီတယောက်ရဲ့အိမ်သားမှာဖြတ်သွားတဲ့အခါမှာလောကစကားတွေပဲပြောပြီးတော့ဖြတ်သွားလို့ရှိရင်တော့အင်မတန်ဝမ်းနည်းစရာကောင်းတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့မိသားစုထဲမှာအဓိကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကျွန်တော်နေတဲ့အထဲမှာလူငယ်တွေစုပြီးတော့နေတဲ့အခါမှာလောကအကြောင်းသိပြီးတော့မပြောပါနဲ့အားပေးခြင်းနဲ့ဖခင်ကိုချီးမွမ်းတဲ့အတန်ထွက်ပါစေ။ဘာကြောင့်လဲဘုရားသခင်ကကျွန်တော်တို့ကိုချီးမြှောက်ဖို့ရန်အတွက်အစဉ်သင်းစောင့်နေတာဖြစ်တယ်။အဲကြောင့်တင်းရဲ့ထဲကနေတင်းရဲ့နှုတ်ထဲကနေချီးမွမ်းခြင်းအတန်ကိုပဲစိတ်အားထက်သန်စွာထွက်ရအောင်ဆိုပြီးတော့ဒီနေ့အားပေးချင်တာဖြစ်တယ်။ဒုတိယတစ်ချက်တတိယတစ်ချက်အနေနဲ့တတိယတစ်ချက်အနေနဲ့မသွားခင်မှာတမန်တော်16 25ကိုတစ်ချက်ဖတ်ရအောင်နော်။တမန်တော်16 25ကိုအလုံးဖတ်ရအောင်ထိုတို့မာလိုက်တဲ့အတိုင်းထောင်မူးတွေအတွင်းထောင်ထဲမှာလောင်၍ထိတ်ခတ်လျက်ထား၏တကောင်ချိန်၌ပေါလုနှင့်တိလတို့သည်ပထနာပြု၍ဖယားသခင်ကိုချီးမွမ်းလျက်တခြင်းဆိုကြလေ၏ထောင်ထဲမှာနောင်ဖွဲ့ခြင်းကိုခံရတော်သူတို့သည်နားထောင်ကြ၏26ရှိလား26ကိုတစ်ချက်ပြပါ26ပြန်ဖတ်ရအောင်ထိုခဏချင်းတွေမြေကြီးတွေပြင်းစွာလှုပ်သောကြောင့်ထောင်ချေရင်လဲလှုပ်ရှား၏တကားရှိသည်များတို့သည်ချက်ချင်းပွင့်၍လူအပေါင်းတို့သည်နောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏အာမင်ဘယ်ထဲမှာလွတ်မြောက်သွားတာလဲချီးမွမ်းခြင်းထဲမှာလွတ်မြောက်သွားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာဆွမ်းနာဆရာပြောတာချီးမွမ်းခြင်းကနည်းနည်းမလောက်ဘူးဆိုအဲ့ဒါကိုပြောချင်တာဖြစ်တယ်ချီးမွမ်းခြင်းထဲမှာဘာရှိလဲလွတ်ခြင်းရှိတယ်ဒီမှာဘယ်လောက်ထိတကူရှိလဲဆိုလို့ရှိရင်မြေကြီးတွေတုံလှုပ်တယ်မြေကြီးလှုပ်တဲ့အထိဖခင်ရဲ့တကူကချီးမွမ်းခြင်းထဲမှာဆင်းသက်လာတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲကြောင့်မို့တင်းရဲ့အိမ်ကိုဖခင်တကူနဲ့ဆင်းသက်ပြီးတော့မှလှုပ်ရှားခြင်းနဲ့ဆိုရင်ချီးမွမ်းလိုက်ပါအာမင်အဲ့တော့ဒီနေ့လူငယ်တွေကအဓိကချီးမွမ်းနိုင်တဲ့အချိန်ကာလကဒီကာလဖြစ်တယ်ဒီကာလကိုနောင်တမရအောင်
ဒီနေ့အားပေးခြင်းနဲ့ချင်းမချင်းနဲ့မှာဆက်အားထက်တန်ရအောင်ဆိုပြီးတော့မှဒုတိယတစ်ချက်အနေနဲ့အားပေးခြင်းတယ်တတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့သွားရအောင်ဆိုတော့တတိယတစ်ချက်အနေနဲ့ကြတော့ပေးကမ်းခြင်းမှာဆက်အားထက်တန်တော်သူဖြစ်တယ်ဟာလေလုယာအဲ့ဒါဘာလို့လဲကိုပြောရအောင်အဲ့ဒါကျွန်တော်ပဲเนาะအဲ့ဒါကျွန်တော်ပဲအဲ့ဒါသူများကိုပြောလို့မရတော့ဘူးကိုပဲပြောရမှာဖြစ်တယ်အစွမ်းနာဆရာပြောသလိုပဲဒီအသင်းတော်ရဲ့ run နိုင်တဲ့အခြေအနေကကျွန်တော်တို့လူငယ်တွေအင်အားအများကြီးပါတာဖြစ်တယ်လူငယ်တွေအင်အားသာနည်းသွားပြီဆိုလို့ရှိရင်ဒီအသင်းတော်ကြီးကတော့ run နိုင်ဖို့ရန်အတွက်เนาะနည်းနည်းခက်ခဲသွားမယ်ဒါကလူအနေနဲ့ကြည့်ပြီးတော့မှကျွန်တော်ကြည့်တဲ့အခါမှာပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်လူငယ်တွေဘာလို့ဖို့လိုလဲပေးကမ်းခြင်းမှာစိတ်အားထက်သန်ဖို့လိုအပ်တာဖြစ်တယ်အာမင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 ်သူပါနော်အာမင်သူပါနော်ထောက်ခံတာဖြစ်တယ်ဆိုတော့ပေးကမ်းခြင်းလို့ပြောတဲ့အခါမှာမြောက်များစွာရှိတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအသင်းတော်မှာမြောက်များစွာမရှိပါဘူးဟုတ်တယ်နော်နံပါတ်1ချက်ကပါလဲစေဖို့တဖို့ပေးကမ်းခြင်းဖြစ်တယ်ဘုရားခင်ထံမှာဒုတိယတစ်ချက်အနေနဲ့အူတီရှိတယ်တတိယတစ်ချက်အနေနဲ့တို့ဆရာထက်တန်ခြင်းအလူငွေရှိတယ်ကိုးဖို့တဖို့ထဲကနေရှိတယ်အေဗီဂီလီအသွဲရှိတယ်နော်စင်းရင်သားတွေအသက်ပေးကမ်းရမှာတွေရှိတယ်အများကြီးရှိပါဒါပေမဲ့ဒီကျွန်တော်တို့အားလုံးတော့အသင်းတော်တိုင်းမှာမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ဆရာထက်တန်စွာနဲ့ပေးကမ်းခြင်းကနံပါတ်1ကပါလဲနောက်1ကပါလဲတီးကြလားနောက်1ကပါလဲဆိုတော့စေဖို့တဖို့ဖြစ်တယ်လူငယ်တွေစေဖို့တဖို့မပေးတဲ့သူတွေအများကြီးမရှိဘူးလားအများကြီးရှိတယ်ဒီနေ့အားပေးခြင်းတယ်လူငယ်တွေတခြားနေရာမှာစေအားထက်တန်နေလို့တင်ဘုရားကျောင်းမှာစေဖို့တဖို့မရောက်လာတာဖြစ်တယ်အာမင်ဟုတ်တယ်မို့လားဟုတ်တယ်မို့လားအမေမထူးကြအောင်နော်ဟုတ်တယ်မို့လားတခြားနေရာမှာတုံးလိုက်တဲ့အတွက်ကြောင့်ဘုရားကျောင်းမှာမရောက်လာတာလေဟုတ်တယ်မို့လားတခြားနေရာမတုံးရင်ရောက်လာမှာပဲတခြားနေရာစေအားထက်တန်တဲ့အရာကိုနည်းနည်းလျှော့ပြီးတော့မှဗာလဲဖယားဖက်ကိုစေအားထက်တန်ရအောင်ဟာလေလုယာစေဖို့သူပေးဖို့ကလွယ်တော့မလွယ်ဘူးနော်တကယ်ကြိုးစားပြီးတော့မှအများပြည်ဒီမှာအနေတွေလောက်ကြတဲ့သူရှိပါတယ်ဟုတ်တယ်မလားအမှန်တန်ပြင်ပန်းပြီးတော့လောက်ရတဲ့ဟာတွေဒါပေမဲ့လက်ကုံတဲ့အခါမှာကျွန်တော်တို့ကစေဖို့တဖို့တွေပေးရတယ်ဒီထဲမှာကျွန်တော်စိတ်အားမထက်တိုင်ပေးကိုမပေးချင်တာဟုတ်တယ်နော်ဖယားနဲ့ပတ်သက်လာစိတ်အားမထက်တိုင်တေဘာမှကိုလုပ်လို့မရဘူးဖြစ်တယ်အကြောင်းဒီနေ့အားပေးချင်တယ်စိတ်အားထက်တန်ခြင်းအပြီးပေးပါဒါကကျွန်တော်တို့ဖယားရဲ့ဥစ္စာဖြစ်တဲ့သူကြောင့်ဖယားကိုပေးတာဖြစ်တယ်ကျွန်တော်အသင်းတော်မှာတဲ့လူ1000ကျော်ရှိတယ်တဲ့လူ1000ကျော်ထဲမှာအနည်းဆုံးတော့လူ900ကျော်တော့အလုပ်လုပ်နေကြတာဖြစ်တယ်ဟုတ်တယ်နော်ဒါပေမဲ့တဲ့ဒီအသင်းတော်မှာကျွန်တော်တို့ကြည့်တဲ့အခါမှာတဲ့စေပုတ္တပူကားတဲ့လူ100စာလို့ပဲလာတယ်တဲ့တင်းချောက်လူကြီးတွေပြောတာအဲ့တော့400ကျော်900လောက်ကဘယ်မှာစိတ်အားထက်တန်သွားလဲကျိုးစင်ချင်ရအောင်နော်ဖယားနဲ့စိတ်အားထက်တန်ရအောင်ဟာလေလုယာဖယား၌စိတ်အားထက်တန်ခြင်းနဲ့ကျွန်တော်တို့အသက်ရှင်ရအောင်ဒီနေ့အပေးခြင်းနဲ့ဆိုတော့လူ1000ကျော်လူ900ကျော်လုံနေတဲ့ထဲကနေဘုရားကျောင်းမှာလာပြီးတော့ပါဝင်တဲ့သူကလူ100လောက်ပဲရှိတယ်ဆိုလို့ရှိရင်တော့နေသေးတယ်ဟုတ်တယ်မလားကျွန်တော်တို့အသင်းတော်ထဲမှာစိတ်အားထက်တန်တဲ့သူနေသေးတယ်လို့ပဲကျွန်တော်တို့ခံယူရမှာဖြစ်တယ်အဲ့ဒီထဲမှာသင်မပါစေနဲ့ဟာလေလုယာဒီနေ့ဝန်ခံရအောင်ကျွန်တော်မပါလို့ဝန်ခံရအောင်ကျွန်တော်မပါဘူးလို့စိတ်အားထက်တန်တဲ့သူပဲဖြစ်မယ်အာမင်တော့ဒီနေ့အားပေးခြင်းနဲ့ညီကောင်မောင်နှမတို့နော်လောကမှာကျွန်တော်အသက်ရှင်သွားတဲ့အခါမှာတနေ့ကျရင်သင်အိုလာလိမ့်မယ်ဒီနေ့လည်းပဲတယောက်ကျွန်တော်တို့ဟုတ်တယ်နော်ဒီနေ့လည်းပဲတယောက်ဟိုမှာတင်းကြူပြီးတော့မှကျွန်တော်ပြန်လာခဲ့တာဖြစ်တယ်အ
အချိန်တန်လန်တဲ့ခါမှာလူကမေမှုဖိတာတွေ့ကြောင့်မေမှုထဲကိုတွားရမှာဖြစ်တယ်အဲ့လိုမျိုးအချိန်မရောက်ခင်မှာစိတ်အားထက်သန်စွာအပြည့်ကောင်းကင်အရာကိုကျွန်တော်တို့ရှာရအောင်ဒီနေ့အားပေးခြင်းနဲ့တင်လပနေတယ်ဒီနေ့ဒီမှာအမျိုးသမီးတွေလည်းအများကြီးလာတယ်အမျိုးသားလည်းအများကြီးလာတယ်နော်ယောက်ျားလေးမိန်းကလေးတွေတင်တို့ရဲ့မျက်နှာကိုကြည့်တဲ့အခါမှာခုချိန်မှာအယံလာပနေတာဖြစ်တယ်ဖယားသခင်လည်းတင်တို့ကိုကြည့်တဲ့အခါမှာအယံလာပတဲ့သူတွေဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကဖယားအတွက်အလပဆုံးပေးရအောင်ဟာလေလုယာအဲ့တော့ကျွန်တော်တို့စေဖို့တဖို့နဲ့ပတ်သက်ပြီးတော့မှဆရာဒီနေ့အားပေးခြင်းတယ်နှုတ်ကပတ်တော်မှာကစေဖို့တဖို့ကငါရဲ့ဥစ္စာလို့ပြောတာ哦ပေးကိုပေးရမှာဖြစ်တယ်ဒါပေမဲ့ပေးတဲ့နေရာမှာစိတ်အားထက်သန်မှုတော့ရှိရမှာဖြစ်တယ်အဲ့ဒါမှတင်ကပေးလို့ရမှာဖြစ်တယ်ဆရာမထက်သန်မနဲ့ပုံမှန်နဲ့တည်သွားနေမယ်ဆိုလို့ရှိရင်တော့ဘယ်နေရာမှာဆရာထက်သန်သွားတာလဲဟိုဘက်မှာဆွဲလိုက်ပြီးဒီဘက်မှာဆွဲလိုက်ပြီးဆွဲတဲ့ဆရာထက်သန်မှုကများတဲ့ခါမှာဖျားဖက်မှာဆရာထက်သန်မှုကနည်းသွားတဲ့ခါရောက်မလာတော့ဘူးရောက်မလာလေကျွန်တော်တို့ရဲ့ဘဝကပါလဲဘုရားသခင်ချီးမြှောက်ခြင်းတဲ့ကိုနောက်နေသွားလေပဲစေဖို့တဖို့မပေးလို့တင်ငရဲသွားမှာတော့မဟုတ်ပါဘူးဒါပေမဲ့ဖယား၌စေအားထက်သန်စွာနဲ့ယခုပါဝင်လိုက်ခြင်းအပြင်ယခုဘဝလည်းဖြစ်တယ်နောင်ဘဝတို့လည်းဖြစ်တယ်ဟာလေလုယာအကြောင်းမို့ကျွန်တော်စေဖို့တဖို့ကိုလည်းကျွန်တော်တို့လူတိုင်းပါဝင်စေခြင်းတယ်နော်ပါဝင်စေခြင်းတယ်ဒုတိယတစ်ချက်အနေနဲ့ကျတော့ကျွန်တော်တို့ရဲ့စေအားထက်သန်ခြင်းအလူငွေကိုလည်းကျွန်တော်တို့ကပါလဲစေအားထက်သန်ဆိုကျွန်တော်တို့ပါဝင်ရအောင်ပုံမှန်ပဲမလုပ်ပါနဲ့နော်ဆရာတက်တန်ဆိုပါဝင်ရအောင်ဘာကြောင့်ဆရာဒါကိုပြောလဲဆိုတဲ့အခါမှာတလမှာတစ်ခေါက်ဖျားကြောင်းလာတဲ့သူရှိလားလက်ထောင်ချီအောင်ရှိလားတလမှာတစ်ခေါက်လာတဲ့သူရှိလားတလမှာနှစ်ခေါက်လာတဲ့သူရှိလားအပတ်တန်းလာတဲ့သူပဲလားအားလုံးဟုတ်လားတချို့တွေတီးတယ်ဆရာတွေမှာအမြဲတမ်းအပတ်တိုင်းဆရာလာတဲ့အတွေ့အကြုံအားလုံးအပတ်တိုင်းမလာဘူးဆရာတီးနေတယ်ဆရာပြောမှဆိုလို့ပဲဆိုတော့အပတ်တိုင်းမလာတဲ့သူတွေဆရာဒီနေ့ပြောမှာနော်တရားစိတ်အားထက်သန်စွာနဲ့ဘုရားသခင်နဲ့ပါဝင်တော့သူနဲ့အသက်ရှင်လို့ရှိရင်သင်ရဲ့ဘဝကဘုရားသခင်ကပါလဲချီးမြှောက်ခြင်းဘဝထဲကိုရောက်သွားမှာဖြစ်တယ်အာမင်ဆိုတော့သင်ကဘုရားသခင်နဲ့စိတ်အားထက်သန်စွာပါဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘုရားကျောင်းကတပတ်မှာဘယ်ချိန်ရှိလဲ3ချိန်လားဘယ်ချိန်လဲ3ချိန်ကျွန်တော်တို့ဥပ္ပယစည်းဝေးရှိတယ်3ချိန်စိတ်အားထက်သန်ခြင်းလူငွေရှိတယ်ဒါပေမဲ့အဲ့ဒီ3ချိန်ကိုတော့မပြောတော့ပါဘူးလူငယ်တွေဘယ်နှချိန်ရှိလဲတပတ်မှာတစ်ချိန်ရှိတယ်နော်တစ်ချိန်ရှိတဲ့အတွက်ကြောင့်လူငယ်တွေဒီနေ့အားပေးခြင်းတယ်တလမှတစ်ခါလာတဲ့သူတွေတလမှတစ်ခါလာပြီးတလမှ30ထည့်ပြီးတော့မပြန်ပါနဲ့ဒီနေ့အားပေးခြင်းတယ်ဘယ်နှပတ်ရှိလဲ4ပတ်ရှိတာဖြစ်တဲ့ကြောင့်တင်မလာနိုင်လေတည့်ရဲ့ဆရာထက်တန်ခြင်းပေးကမ်းခြင်းကလာပါဟာလေလုယာတလမှတစ်ခါလာတဲ့အချိန်မှာ4ပတ်စာတစ်ခါထည့်ထားခဲ့ပါဟာလေလုယာဘုရားခင်ကောင်းကြီးပေးပါစေဒါဆရာထက်တန်ခြင်းရဲ့တက်တည်ဖြစ်တယ်ဆရာထက်တန်ခြင်းရဲ့ဖယားရဲ့တစ္ဆာပြုခြင်းမှာဖယားကကျွန်တော်တို့ကောင်းကြီးပေးနေတာဖြစ်တယ်ဒါကြောင့်မို့တင်တလမှာတစ်ခါပဲဖျားချောင်းရောက်တော်ညာလဲမလာတဲ့3ပတ်စာကိုတစ်ခါတည်းလူငွေယူလာပါဒီနေ့ကပေးခြင်းတယ်အလကားပေးခြင်းတာမဟုတ်ဘူးအလကားပြောတာမဟုတ်ဘူးဖျားတဲ့ခင်ကများကျေးတဲ့သူကိုများပေးမယ်ဟုတ်တယ်မလားများကျေးတဲ့မြတ်သူကများရေးရမယ်တဲ့နည်းနည်းကျေးတဲ့လူကနည်းနည်းပဲရေးရမယ်တဲ့များမကျေးချင်ဘူးလားကျေးချင်တာဗောမကျေးချင်ဘူးလားဒါဆိုရင်များမရေးချင်ဘူးလားများရိုက်ချင်တာဗောဒါကြောင့်မို့ဒီနေ့အားပေးချင်တယ်လူငယ်တွေစိတ်အားထက်သန်ခြင်းအလူငွေကို
ခုနဆရာပြောသလိုလှုပ်ချပါတင်လှုပ်မယ်လို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်တင်ကိုလှုပ်နိုင်အောင်ဘုရားကောင်းကြီးပေးအောင်ဖြစ်တယ်ဟာလေလုယာတင်မလှုပ်ဘူးလို့ပြောထားရတော့ပေးမှာမဟုတ်ဘူးလာဖို့လမ်းစိတ်တော့မလောက်ဖြစ်နေမယ်ဒါပေမဲ့တင်လှုပ်မယ်လို့တင်ဘုရားကိုပြောပြီးတော့မှဆုတောင်းခြင်းနဲ့တင်ပါဝင်နေမယ်ဆိုလို့ရှိရင်တော့ဒီထက်မကဘုရားသခင်ပြင်ဆင်ပေးမှာဖြစ်တယ်။အဲကြောင့်မို့တလားမှတစ်ခါပဲလာတဲ့သူတွေနှစ်လမှတစ်ခါပဲလာတဲ့သူတွေဒါကိုပြင်ဆင်လာကြပါအတင်းတမမဟုတ်ဘူးနော်ဒီနေ့စိတ်အားထက်သန်ခြင်းနဲ့ဆိုင်တဲ့နှုတ်ပတ်တော်လာတဲ့အသက်ကြောင့်ပြောတာဖြစ်တယ်ဟာလေလုယာဟာဒီဆရာတော်ကအတင်းတမကိုပြောတယ်လို့မပြောပါနဲ့နော်ဒါကျွန်တော်လူငယ်အချိန်ကာလမှာစိတ်အားထက်သန်စွာနဲ့ပါဝင်ရအောင်လို့ဒီနေ့အားပေးချင်တာဖြစ်တယ်ပြီးတော့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်အားပေးချင်တာကမိဘကိုကျွန်တော်တို့ပေးတဲ့ချိန်မှာပေးလိုက်တဲ့အခါမှာကျွန်တော်နောင်တရတဲ့သူရှိလားမိဘကိုတို့ချစ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာယုံတယ်ဘာကြောင့်ဆိုတော့အလူငွေတွေဟိုတရက်တုန်းကဒီမင်းလေးတွေအများကြီးတွေ့တယ်လာစာက3000 4000အများကြီးရကြတဲ့ချိန်မှာစေပုတ္တဘဖေပါတယ်စေပုတ္တဘဟုတ်တယ်ဒါတော့စေပုတ္တဘဟုတ်တယ်ဆိုပြီးတော့မှ live လင်းပြီးတော့မှပြောရတဲ့သူလည်းရှိတယ်ဗီဒီယိုတင်တဲ့သူလည်းရှိတယ်ဒါကအဖေမေတဲ့အတွက်ဒါပေမဲ့ခုနပြောသလိုဖယားအတွက်ဆိုတဲ့ကဏ္ဍကပျောက်နေတယ်နည်းနည်းဝမ်းနည်းစရာဖြစ်တယ်ဟုတ်တယ်နော်ဒါကျွန်တော်ဖျားကြောင်းတွားတဲ့အခါမှာဖယားအတွက်ဆိုပြီးတော့တိတ်မရှိကြအောင်ဒီနေ့ကနေစပြီးတော့ရှေ့ရအောင်အားပေးခြင်းတယ်လာစားထွက်ရတဲ့အခါမှာအိမ်ခန်းကဒီလောက်ရေခမြေခဒီလောက်အစာပို့တောက်ဖို့ဒီလောက်ခွဲဝယ်ပြီးတော့အော်ဒါကတော့ဘုရားသခင်ကစိတ်အားထက်သန်ခြင်းအလူဆိုပြီးတော့ကျွန်တော်ရှေ့ရအောင်ကိုယ့်ရဲ့အဖေမေကိုပေးတာကိုနှမျောလားဘာသူမှမနှမျောဘူးပေးလိုက်တဲ့အခါပါလေအိုးအမေကအော်ငါသမီးအမေရပြီနော်ပတ်စံဆိုတဲ့အခါမှာအရင်ပြောတယ်ဟုတ်တယ်မလားမပြောလားပြောတယ်အမေရပြီငါပို့လိုက်တဲ့ပတ်စံရပြီဒါကလောကအဖေပဲရှိသေးတယ်လောကအမေပဲရှိသေးတယ်ဖယားကိုမပြောစေချင်ဘူးလားဟာလေလုယာဖယားဒီလောကမှာရှိတဲ့အဖေမေတော်မှကျွန်တော်တို့ပြောစေချင်ပါတယ်ဟုတ်တယ်မလားဒါပေမဲ့မရှိတဲ့သူတော့မပြောပါဘူးနော်ဆရာမရှိလဲပေးရမယ်မဟုတ်ပါဘူးကျွန်တော်တို့ရှိတဲ့အခါမှာအဖေမေကိုပေးတာကိုဘယ်တော့မှနောင်တမရဘူးဒီလိုပဲဖယားဖြစ်တဲ့ကျွန်တော်တို့ထာဝရအဖကောင်းကင်နိုင်ငံမှာကျွန်တော်ထာဝရနေရမယ်ဖယားကိုပေးတဲ့နေရာမှာဘယ်တော့မှတင်နောင်တရမှာမဟုတ်ဘူးပေးကြည့်ပါဒီနေ့အားပေးချင်တယ်တင်ပင်တော့မှနောင်တရမဟုတ်မပေးခင်မီလို့တနေ့မှတင်နောင်တရလိမ့်မယ်ဒါတေချာပေါက်ပဲဆရာတော်အရွယ်ရောက်လာတဲ့ခါမှာဆရာတော်မအခုမှနောင်တရရတယ်အများကြီးပဲပြောလို့မကုန်နိုင်ဘူးအရင်တော့ကငယ်ရွယ်စီမှာမလုတ်ခဲ့မိတာတင်တို့လည်းလိုမျိုးမဖြစ်အောင်ဒီနေ့အားပေးချင်တယ်ဖယားကိုတင်ပေးလိုက်ခြင်းကဘယ်တော့မှတင်အောင်တရမှာမဟုတ်ဘူးအကြောင်းမို့ဒီနေ့ပြင်ဆင်တဲ့အခါမှာကျွန်တော်တို့အကန့်အသတ်နေထားကြတယ်ကျွန်တော်တို့ဒီလိုခွဲဝေတဲ့အခါမှာဖယားအတွက်ဆိုပြီးဖယားအဖို့ကိုကျွန်တော်တို့ထားစေချင်တယ်အဲ့တော့အဲ့ဒီအရာတွေကသင်ရဲ့အထဲမှာပေးကမ်းခြင်းထဲမှာစိတ်အားထက်သန်တဲ့အရာကိုရောက်လာတဲ့အခါကျမှဖြစ်နိုင်တာဖြစ်တယ်အဲကြောင့်မို့ဒီနေ့ကစပြီးတော့စိတ်အားထက်သန်တဲ့သူဖြစ်ဖို့ရန်အတွက်ဒီနေ့အားပေးချင်ပါတယ်နော်ဆိုတော့ဒီမှာကဲနောက်ဆုံးတစ်ပိုက်ကျွန်တော်တို့ဖတ်ရအောင်သုတ်တန်ခန်းကြီး7အငယ်24-25ကိုတစ်ချက်ကျွန်တော်တို့ကြည့်ရအောင်ဆိုတော့ဒီနှုတ်ပတ်တော်ထဲမှာဘာရှိလဲဆိုတဲ့အခါမှာဟုတ်ပြီနော်ကဲကျွန်တော်ဖတ်ရအောင်စွန့်ကြဲတော်လဲဥစ္စာတိုးပွားတတ်တော်သူရှိ၏
အထောက်မတန်စုသိမ်း၍စင်ရဲ့ချင်းတို့ရောက်တတ်တော်သူလည်းရှိ၏စွန့်ကြဲတတ်တော်သူသည်ကျွယ်ဝလိမ့်မည်သူတစ်ပါးကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်ကျွန်တော်တို့ဒီနောက်ပတ်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့ကစုတာကိုစုပါဟုတ်တယ်နော်စုပါဒီမြတ်နိုင်ငံရောက်လာတဲ့အခါမှာစုပါတို့တော်လည်းဒီမှာဘယ်လိုပြောလဲအမတန်စုတဲ့သူလည်းပဲတဲ့စင်ရဲတတ်တယ်တဲ့နော်စွန့်ကြဲတယ်တဲ့စွန့်ကြဲလေတိုးပွားတာလည်းရှိတယ်ဒါပေမဲ့ယုံကြည်သူတွေရဲ့အသက်တာကစုဖို့ပဲမဟုတ်ဘူးနော်စုလဲစုပါဒါပေမဲ့စွန့်ကြဲတတ်ဖို့လည်းမလိုအပ်ဘူးလားလိုအပ်တာဖြစ်တယ်စွန့်ကြဲတတ်ဖို့လိုအပ်တာဖြစ်တယ်ဒီမှာလူငယ်တွေကိုဒီနေ့ဆရာတခုပဲပြောချင်တယ်တခုလေတောင်းဆိုချင်တယ်ကျွန်တော်အသင်းတော်ကိုဥဆောင်နေတဲ့ pastor ဟုတ်တယ်နော်ကျွန်တော်အသင်းတော်ကိုဥဆောင်နေတဲ့ pastor မှာလိုအပ်နေတာရှိတယ်ဘာလိုအပ်နေလဲကျွန်တော်အသင်းတော်မှာဥဆောင်နေတဲ့ pastor တူမှာအမတန်လိုအပ်နေတာရှိတယ်ဆရာမြင်တယ်လူငယ်တွေလည်းစဉ်းစားကြည့်မင်းကြည့်ပြီးတော့မှနေ့တစ်ခုချလို့ရှိရင်ကျွန်တော်အတင်းတော်ပါစတာကိုတခုတင်တို့လူငယ်တွေထဲကနေလက်ဆောင်ပေးပါတင့်အတွက်အရေးကြီးတဲ့အရာရှာကြည့်ပါဆရာမပြောရှာကြည့်ဆရာခွာလီစဲဒီမှာရောက်လာတဲ့အခါမှာကြည့်ပါသူ့မှာလိုအပ်တဲ့ဟာစာဘာရှိလဲဟုတ်တယ်မလားကြည့်ပါနံပါတ်1လူငယ်တွေကိုဥဆောင်နေတဲ့ဆရာဘာရှိလဲဘာသူ့မှာရမ်းလိုအပ်နေတဲ့ဥစ္စာဘာရှိလဲဆိုတာကိုကြည့်ပါအားပေးခြင်းနဲ့ငါလူငယ်တွေမို့လို့ဒီမှာ2ယောက်ရှိတယ်နော်ကျွန်တော်လူငယ်ဥဆောင်နေသူတို့မှာတကယ်လိုတဲ့အတုံးလိုတဲ့တကယ်လိုနေတဲ့အရာဘာရှိလဲကြည့်ပါဘာလို့ခန်းစီခြင်းလဲဆရာကဘေကံစွန့်ကြဲပါဒီနေ့အားပေးခြင်းနဲ့နေ့တစ်ကူရောက်လာတဲ့အချိန်မှာတင်တို့ကြည့်ပါဘာလို့အပ်မလဲကောင်းကြီးဆိုတာယူတတ်ရင်လွယ်လေးပဲရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းကြီးကိုမယူတတ်ဘဲနဲ့ရှာတဲ့အခါအရန်ခက်တယ်ဟုတ်တယ်နော်ကောင်းကြီးကယူတတ်ရင်ကျွန်တော်တို့လက်ထဲမှာပဲရှိနေတာဖြစ်တယ်ကျွန်တော်ဒီနေ့အားပေးခြင်းနဲ့ကျွန်တော်အသင်းတော်ကိုဥဆောင်တဲ့ပါစတာကြီးဆရာခွာလီဆက်ဘာလိုအပ်လဲကြည့်ပါကြည့်ပြီးတော့မှကျွန်တော်တို့လူငယ်တွေခရစ်စမတ်လက်ဆောင်ပဲဖြစ်ဖြစ်နှစ်တစ်ကူလက်ဆောင်ပဲဖြစ်ဖြစ်ပေးကမ်းပါဆရာပေးခြင်းတယ်။ဘာကြောင့်လဲဆရာကဘာလဲဆိုဆရာကတင်းဦးဆရာလှုပ်ဘူးတဲ့အတွေ့အကြုံဖြစ်တယ်။နော်တင်းဦးဆရာလှုပ်ဘူးတာဖြစ်တဲ့အတွေ့အကြုံတင်းဦးဆရာကတနာနာကြီးမဖြစ်နေလို့ရှိရင်အတင်းတော်ကနည်းနည်းမျက်နှာပန်းတိတ်မလာတယ်လို့ဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒါကိုကောင်းကြီးယူတတ်ဖို့ရန်အတွက်ဒီနေ့ဆရာပြောချင်တာဖြစ်တယ်နော်လူငယ်တွေအားလုံးပဲဖြစ်တယောက်2ယောက်စ3ယောက်4ယောက်စအပဲဖြစ်ကောင်းကြီးယူဖို့ရန်အတွက်နောက်ဆုံးဆရာဒီနေ့အားပေးချင်တယ်ဖယားလူကိုတင်တို့စွန့်ကြဲတာဘယ်တော့မှနောင်တမရဘူးဘယ်တော့မှမဆုံးရှုံးဘူးဟာလေလုယာပွားများလာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီနေ့ဆရာပေးချင်တယ်တင်းရဲ့ကောင်းကြီးကတင်းရဲ့ဘယ်ထဲမှာရှိလဲလက်ထဲမှာလက်တကန်းမှာရှိနေတာဖြစ်တယ်လက်တကန်းထဲမှာတင်းရှိနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်မမြင်တဲ့အခါမှာကောင်းကြီးကအယမ်းရှာရခက်တာဖြစ်တယ်ဟိုရကဒီမှာဆရာဂျေမီလာတယ်မို့လားကျွန်တော်တို့နော်ဆရာဂျေမီတင်နာလို့တဲ့အချိန်မှာသူဘာပြောတော့လဲအလူငွေနဲ့ပတ်သက်ပြီးတော့မှသူဘာပြောတော့လဲဆိုရင်သူတို့အတင်းတော်မှာတဲ့သူလာတော့မဲ့တပတ်မှာအတင်းတော်မှာလူငွေကောက်တာတဲ့ဘယ်လောက်ရလို့ပြောလဲတတိထားမိလား
မြန်မာငွေ600ကျော်တယ်ဟာဟောဒီလိုပြောလို့ဒီဆရာတော်ငွေအကြောင်းပြောလာပြီလို့မပြောပါနဲ့တော့နော်ပြောရလဲပြောပေါ့ဟုတ်တယ်မဟုတ်လားဘာယုံကြည်သူတွေမှာကောင်းကြီးခံစားခွင့်ရှိတယ်ဒါပေမဲ့ကောင်းကြီးခံစားခွင့်ရှိတဲ့အရာကိုမမြင်တဲ့အခါမှာမယူတတ်တဲ့အခါမှာအမတန်ရှာရခဲ့နေတာဖြစ်တယ်အဲကြောင့်မို့ဒီနေ့အားပေးတာဖြစ်တယ်နော်600ဆိုတော့ဒီငွေနဲ့ဘယ်လောက်လဲ6000ဟုတ်တယ်မဟုတ်လား6000ရှိလား6သိန်းလား6000တပတ်တော်မှာ6000ဒီမှာကျွန်တော်တို့အသင်းတော်မှာလူ1000ကျော်ရှိတာတလားလုံးမှ6000တော့မဝင်ဘူးဆိုတော့မနေလို့အားနေနေတာဖြစ်တယ်ဒါကြောင့်သူတို့ကအရန်လူများလို့ဟုတ်ပါတယ်လျားမလို့ဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့အားပေးချင်တာကအဲ့လိုကောင်းကြီးဖြစ်လာဖို့ကတဲ့သူတို့ဆုတောင်းယုံနဲ့ပဲမဟုတ်ဆုတောင်းယုံနဲ့ပဲမဟုတ်ကိုယ်တိုင်ပါလေဖယားရှိကနေရအောင်ယူတက်ပြီးတော့မှတိုးပွားလာတာဖြစ်တယ်ဟာလေလုယာတေကိုယ်တိုင်လဲယူတက်ပြီးတော့မှကြီးပွားတဲ့အသက်တာကိုကျွန်တော်တို့တွားရအောင်ဒီနေ့အားပေးချင်တယ်ဟုတ်ပြီနော်အကြောင်းမို့ကျွန်တော်တို့အရောက်စီတိုင်းကစိတ်အားထက်တန်ခြင်းနဲ့အသက်ရှင်ပြီးတော့မှဒီအသင်းတော်မှာပါဝင်မယ်ဆိုလို့ရှိရင်မကြာခင်မှာဒီအသင်းတော်ကအမတန်မှဘုရားဘုန်းထီရှမ်းပြီးတယ်ဟာလေလုယာအကြောင်းမို့ကျွန်တော်တို့အရောက်စီတိုင်းလည်းပဲပြင်ဆင်ပါနော်ပြင်ဆင်ပြီးတော့မှဖျားနိုင်ပါဝင်တဲ့ခါမှာစိတ်အားထက်တန်ခြင်းနဲ့ကျွန်တော်တို့ပါဝင်ရအောင်အခုလိုလာရောက်ပြီးတော့မှအချိန်ပေးပြီးတော့ဆရာတက်ထန်ဆိုပါဝင်ကြတယ်ချီးမွမ်းခြင်းအဖြစ်ပါဝင်ကြတယ်နော်ကျွန်တော်တို့လာပြီးတော့မှတကယ်ပဲနော်ကျွန်တော်တို့ရေတွေဘာတွေမုတ်တွေခဏနေမုတ်လည်းရှိမယ်နော်မုတ်တွေဘာတွေပါဝင်တဲ့သူအရောက်စီတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်ဖခင်ကောင်းကြီးပေးပါစေဆက်လက်ပြီးတော့မှကျွန်တော်တို့စိတ်အားထက်တန်စွာနဲ့ပါဝင်ရအောင်ဆိုပြီးတော့ဒီနေ့ခွန်အားပေးခြင်းနဲ့အရောက်စီတိုင်းဖခင်ကောင်းကြီးပေးပါစေ